အာဆင်နယ်ကပေါ့နော်ကျွန်တော်လက်ရှိမှာဆိုလို့ရှိရင် Manchester City ရဲ့တပွဲပူကစားထားပြီးတော့သူတို့ကဒီအမှတ်တရဖြတ်ထားတာဗျာဒီလားအမှတ်တရဖြတ်ထားတာအဲ့တော့ Manchester City ကလက်ကျန်ပွဲစဉ်ကိုနိုင်အောင်ကစားတယ်ဆိုရင်တော့မှ Arsenal တက်2မှတ်ကရော့နေဦးမှာ2မှတ်ကရော့နေဦးမှာဒါဒီ Arsenal အနေနဲ့ယာဒီကုံတဲ့အထိမင်းတို့ပွဲတိုင်းနိုင်မင်းတို့ဖလားပဲဒါမျိုးပေါ့အဲ့တော့ Arsenal အနေနဲ့ယာဒီတိန်းနဲ့အထိပွဲတိုင်းတော့နိုင်ဖို့လိုတယ်ဒါပေမဲ့သူတို့ဒေနာဆိုတော့မဟုတ်ဘူး Manchester City ရဲ့ဘက်ကလည်းပွဲတိုင်းနိုင်မှဒါတော့မှ City ကချန်ပီယံဖြစ်နေဆိုတာကမရှိဘူးเนาะ Arsenal ချီချိုမှဖြစ်မှာအဲ့တော့ Arsenal အနေနဲ့ချန်ပီယံမကြခင်ဖြစ်တော့မလားပေါ့ဖြစ်တော့မယ်လို့ပဲကျွန်တော်ပြောရမှာပဲဘာလို့လဲဆိုတော့ Jimmy Carragher ကပြောသလိုပဲ Arsenal အနေနဲ့ပေါ့နော် Arsenal အနေနဲ့ဒါမဲ့ West Ham နဲ့ပွဲမှာနိုင်နေဆိုရင်ဒါ Premier League Champion လို့ကျွန်တော်ပြောလို့ရပြီ West Ham နဲ့ပွဲမှာနိုင်ပြီဆိုတာနဲ့ Arsenal ဟာ Premier League Champion လို့ပြောလို့ရပြီဘာလို့လဲဆိုတော့လက်ရှိလက်ကျန်ပွဲစဉ်တွေထဲမှာ Arsenal ရဲ့လက်ကျန်ပွဲစဉ်တွေထဲမှာကျွန်တော်တို့ West Ham လောက်ပဲနည်းနည်းစိတ်ပူစရာရှိတော့တာတခြားကြောင့်မဟုတ်ဘူးနော် West Ham ရဲ့အိမ်ဝင်းဖြစ်နေတာရဲ့ West Ham ဟာတန်းစင်းစုံမှာရောက်နေတာရဲ့အကြောင်းပဲမင်းညာကကျွန်တော်တို့ Chelsea ကို 1-3 နဲ့ Nottingham Forest ကအနိုင်ရတယ်လို့စပါးကလည်းပဲကျွန်တော်တို့အနေနဲ့ဒီ Aston Villa ကိုအနိုင်ရတယ်အနိုင်ရတော့အဆင့်18မှာ West Ham ကရောက်သွားပြီကျန်တဲ့စပါးကသူ့ကိုတမှတ်ဖြတ်ထားတဲ့ Nottingham Forest လို့ဆိုလို့ရှိရင်6မှတ်လောက်လာမှသူဖြတ်ထားတယ်ဗျာသိလားအဲ့တော့ဒီဘယ်လိုပြောမလဲ West Ham တို့ကမင်းတို့ Arsenal နဲ့ပွဲမှာတောက်လျှောက်မင်းတို့ယုံရင်ယုံမဟုတ်ရင်ခံရမှာပဲဆိုတဲ့သဘောမျိုး။ဘာကြောင့်လဲဆိုတော့စပါတို့ကကျွန်တော်ရလက်တွေကောင်းလာပြီးเนาะ Avila တို့ကအချင်းကြီးဗာလဲဒီ Forest တို့ကအချင်းကြီးကောင်းလာပြီးဆိုတော့တန်းစင်းရဖို့က West Ham ကများလာပြီးအဲ့ဒီတန်းစင်းဇုံကိုကိုယ့်အိမ်ဝင်းမှာယုံရမှာ။ဆိုတော့အဲ့လိုပွဲမျိုးကြောင့် Arsenal အတွက်ဒီပွဲကိုကျွန်တော်စောင့်ကြည့်ရမှာ။ဒီပွဲနိုင်ပြီဆိုတာနဲ့ Arsenal ဟာဖလားရကိုရပြီလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့သူတို့နောက်ဆုံးကန်မဲ့ပွဲစဉ်တွေကဗျာသူတို့အတွက်ပြိုင်ဘက်တွေအတွက်ဘာရည်ရွယ်ချက်မှမရှိတော့တဲ့ပွဲစဉ်တွေအဲ့ဒီမှာဖလားရဖို့အတွက်ကန်ရမဲ့ Arsenal နဲ့တွေ့တဲ့ကဒီကောင်တွေကပြိုင်ဘက်မဟုတ်တော့ဘူး။ဒီကောင်တွေကပြိုင်ဘက်မဟုတ်တော့ဘူးဆိုတော့အခုလက်ရှိ West Ham ကကျတော့အဲ့လိုမဟုတ်ဘူးသူတို့မှာရည်ရွယ်ချက်ကရှိသေးတယ်ငါတို့တန်းကျန်ခဲ့ဖို့ဆိုတော့ရည်ရွယ်ချက်အဲ့ဒါကြီးယုံအားကမလွယ်ဘူးပေါ့နော်ဆိုတော့အခုရှိတာကတော့ဗျာ West Ham ဆိုတာတကယ်တမ်းက Arsenal အတွက်မင်း3ဂိုးလောက်တော့အနည်းဆုံးသွင်းပြီးတော့နိုင်ရမယ်အသင်းမျိုးတကယ်လည်းပဲနိုင်ကြီးရှိတယ်လို့ထင်တယ်ဒါပေမဲ့အဲ့လိုမျိုးယုံအားက Arsenal အတွက်သတိထားစရာဖြစ်လာမှာအခုဆိုလို့ရှိရင်ပေါ့နော် Manchester City က Everton ကို3-3တီကျသွားတဲ့ခါကျတော့ Arsenal ဟာကျွန်တော်တို့ဖလားတီလို့မြောက်တဲ့ခါကိုင်းနဲ့เนาะကျွန်တော်တို့တချမ်းကို Arsenal ကရထားပြီးလို့ကျွန်တော်ပြောရမယ်เนาะအလုံးစုံကိုင်းနိုင်မှုပဲလိုတော့ဗျာเนาะလက်တစ်ဖက်ကကျွန်တော်တို့ဖလားပေါ်မှာလက်တစ်ဖက်တင်ထားပြီးသွားပြီကျွန်တော်ပြောလို့ရတယ် Arsenal ကဒါ Manchester City ရဲ့တိုင်ပတ်မှုကြောင့်ပေါ့တချို့ကျတော့လေပွဲမပြီးသေးဘူးပါညာပေါ့တကယ်တမ်းကပြီးတော့ဖြစ်သွားပြီကျွန်တော်ပြောလို့ပဲ Arsenal ဟာ West Ham နဲ့ပွဲနိုင်ပြီဆိုတော့ ਨੇ ချန်ပီယံဖြစ်ဖို့ကကျွန်တော်အနေနဲ့တေချာသွားပြီဘာလို့အဲ့လိုပြောလဲဆို Manchester ကျွန်တော်ရှေ့ဗီဒီယိုမှာပြောတယ် CD ဘက်ကရှေ့ပွဲဒီမှာမင်းအမှတ်ရော့နိုင်ကြီးရှိသေးတာဘုံမောင်းနဲ့ကန်ရအောင်မယ် Aston Villa နဲ့ကန်ရအောင်မယ်ဗျာကျွန်တော်တော့မင်းဒီလက်ကျန်ပွဲစီဒီမှာ CD အမှတ်ပြရလိမ့်မယ်လို့ကျွန်တော်တကယ်မထင်တာအဲ့တော့ဟိုဘယ်လိုပြောမလဲဒါဒီ Arsenal အတွက်ပေါ့နော်ထပ်ပြီးတော့တလွဲလို့မရတဲ့အရာပဲဘာကြောင့်လဲဆိုတော့ Arsenal ဟာဒီယာဒီမှာကျွန်တော်ကြည့်ရင်ဒါသူတို့အတွက်ပေါ့နော်ဒီလိုအခွင့်အရေးတွေအများကြီးရတာဒီလိုအခွင့်အရေးဆိုတာဟိုသူတို့အနေနဲ့ပြိုင်ဘက်တွေကိုအမှတ်ဖြတ်ထားတယ်ပြီး Manchester City ကပြန်ကတ်လာတယ်သူတို့ဂျားထဲမှာ Arsenal ကတိုင်ပတ်တယ်လို့လေးဖြစ်တယ်ပြီးလည်းပြီးတော့ကျွန်တော်တို့ City တို့ကအမှတ်တွေပြန်ရောက်သွားပြီး Arsenal ကအမှတ်တွေပြန်ဖြတ်တယ်နော်ဝုန်းဆိုပြီးတော့အမှတ်ကပြန်လူသွားပြန်ပြီဒါမှမဟုတ် Arsenal ကအမှတ်တွေပါရော့ပြန်ပြီနော်ပြီးလည်းပြီးတော့ဝုန်းဆို Arsenal ကပြန်ပြီးတော့ဟိုဗာလဲဒီအမှတ်ကဖြတ်သွားပြန်ပြီဟောနော် AB လာမှာဒီကောင်တွေတော့တိုင်ပတ်တယ် Manchester City ကအမှတ်မိသွားပြန်ပြီအခုဆိုလို့ရင်နှစ်ပွဲပို့ပြီးတော့ Arsenal ကကြိုပြီးတော့ကစားခွင့်ရတယ်အဲ့ဒီမှာကျွန်တော်6မှတ်ကျွန်တော်ရတဲ့အချိန်မှာကျွန်တော်သိလိုက်တယ်ဒါဒီ Arsenal အတွက်ပြောချင်တာက Arsenal ဟာဒီလိုအခြေအနေကိုပေါ့နော်ဒီဟာဒီမှာရခဲ့တဲ့အခွင့်အရေးကမနေဘူးကိုဥဆောင်ခွင့်ပေါ့နော်အဆင့်တက်မှာဥဆောင်ထားနိုင်ခွင့်ကိုသူတို့တွေဘယ်လိုပြောမလဲရခဲ့တဲ့အခွင့်အရေးကကျွန်တော်မနေဘူး Arsenal ကတရားဒီလုံးအနေထားနဲ့အဆင့်တက်မှာအကြာကြီးနေထားတာ Manchester City ဆိုလို့ရှိရင်ဗျာ Arsenal အဲ့နှစ်ပွဲကြိုမကစားခင်အထိရက်ပိုင်းလောက်ပဲအဆင့်တက်ကို goal difference နဲ့သူတို့ပြန်ရောက်တာအမှတ်တူတူပဲเนาะဒါတော့မှအဲ့တော့ Arsenal ဟာဒီအခြေအနေကိုရောက်ဖို့အတွက်ဒီယာဒီအတော်တွင်းမှာအခွင့်အရေး3ခါလောက်ရတယ် Manchester City တို့လည်းပဲ Arsenal ကိုကြော်ဖို့အတွက်ဒီယာဒီတစ်ခုလုံးမှာအခွင့်အရေး3ခါလောက်ကျွန်တော်ရတယ်ပြဿနာက City အနေနဲ့တစ်ချိန်ပဲ Arsenal အထက်ကိုရောက်အောင်လုပ်နိုင်ခဲ့တာအခုဆိုသူတို့ကပြန်တိုင်ပတ်သွားပြန်ပြီဆိုတော့ဒါကြောင့်မနော် City ရဲ့လက်ကျန်ပွဲစဉ်တွေကဒီလိုမျိုး Manchester City အနေနဲ့ဒီထားပါတော့ FA Villa Final မှာလည်းသူတို့တွေကကန်ရအောင်မယ်နော်
ပြီးရင်လည်းပဲလက်ရှိပရီးမီးယားလိမှာလည်းအာဆင်နယ်နဲ့ရှင်အများကြီးပိုခတ်တဲ့အသင်းတွေနဲ့တွေ့နေတဲ့ခါကျတော့စီးတီးကဒုက္ခရောက်ခဲ့ရတာမနေ့ကညကကျွန်တော် Manchester City ဆိုလို့ရှိရင်3-3တီကျသွားတာတော့မှသူတို့အတွက်ဘလောက်အတိတ်ပဲရှိသေးလဲဘယ်လိုမျိုး reaction တွေတွေ့ရတယ်လဲဘလောက်ထိတော့မှဒီကောင်တွေအောင်ပွဲခံကြတယ်လဲကျွန်တော်တို့တွေ့ရတယ်ဒါဒီသူတို့အနေနဲ့ပေါ့နော် okay ငါတို့တော့အနည်းဆုံးတော့မရှုံးမှုဝေးဆိုတဲ့ယုံကြည်မှုမျိုးဗျာ West အဲ့ကြောင့်ပြောတာတကယ်ဒီဖလားကိုအဆုံးဖြတ်ပြီးမှဒီ Western ပဲ Western ကအဆုံးဖြတ်ပြီးမှပဲကျွန်တော်ကတော့ဗောနော် Fulham လိုအသင်းတောင်မှ Arsenal ကိုမတားနိုင်ခဲ့ဘူးဆိုရင် Western ကတော့ကျွန်တော်ကတော့မထင်ဘူး Fulham ကတော့ခဏပြောလို့ဂျားထဲမှာဘာရည်ရွယ်ချက်မှရှိတဲ့အသင်းမျိုးတော့မဟုတ်ဘူးပေါ့ဗျာဒါပေမဲ့လည်းလို့ဗောနော် Fulham ကအဲ့ဒီပွဲမှာကစားခဲ့တဲ့တအားဆုပ်တယ်ဆိုတော့ Western ကအဆုံးဖြတ်ပြီးပါလိမ့်မယ်နောက်တစ်ခုတော့ရှိတယ်နော်တစ်ခုတော့ရှိတယ် Western အတွက်ကဗျာ Western အတွက်ကဘယ်လိုပြောမလဲနံပါတ်1သူတို့ရဲ့ London ပြိုင်ဘက် Arsenal ဖလားရဖို့ကြိုးပမ်းနေတာကိုရက်တန်ဖို့အခွင့်အရေးလေးရမယ်ဒါအပြင်နံပါတ်2သူတို့လည်းပဲတန်းစင်းစုံကနေရုံထွက်ဖို့ကြိုးပမ်းတာကိုเนาะကျွန်တော်ဒါပါလဲအခွင့်အရေးရမယ်သူတို့နောက်ထပ်မုံနဲ့ပြိုင်ဘက် London ပြိုင်ဘက်စပါးကိုလည်းတန်းစင်းစုံနဲ့ပြန်ရအောင်ထိုးပြီးနိုင်မယ်အခွင့်အရေးရဆိုတော့ Western ဒီတပွဲတည်းနဲ့ရည်ရွယ်ချက်3ခုစလုံးကိုသူတို့စိတ်ကြိုက်ပုံဖော်လို့ရတဲ့အခွင့်အရေးเนาะသူတို့အနေနဲ့စပါးကအမှတ်ရော့တယ်သူတို့နိုင်နေဆိုရင်စပါးကအဆင့်18ကိုသူတို့ရောက်သွားမယ်အဲ့လိုမဟုတ်ဘဲနဲ့သူတို့လွဲနိုင်စပါးလဲနိုင်ဆိုရင်ပြဿနာမရှိသေးဘူးမင်းတို့ယာဒီကုန်းတဲ့ဒီမင်းတို့တိုက်ပွဲဝင်လို့ရသေးတယ်အဲ့ဒီတန်းစင်းစုံနေရာအတွက်နောက်တစ်ခုကသူတို့ကိုယ်တိုင်ကျွန်တော်တို့နေရပေါ့နော်တန်းစင်းစုံကနေပြီးတော့အထက်ကိုတက်နိုင်မယ်အခွင့်အရေးရမယ်ဆိုတော့သူတို့နိုင်တာနဲ့စပါးကိုလည်းတန်းစင်းစုံတွေကိုပြန်ရောက်နိုင်ပြန်ပြီးတော့တွန်းချနိုင်မယ်သူတို့ကိုယ်တိုင်လည်းတန်းစင်းစုံကနေတက်နိုင်မယ်နောက်ထပ်သူတို့မကြိုက်တဲ့အသင်းတစ်သူတို့ rice ပြောင်းသွားတော့သူတို့တွေကပူတောင်သဘောမကျကြတာဗျအဲ့ဒီအသင်းကိုလည်းဖလားရမဲ့အခွင့်အရေးမျိုးကနေဆွဲချနိုင်မယ်အဲ့တော့ West Ham ဒီကျွန်တော်တို့တော်တော်ကိုအလုပ်လုပ်ယူရမှာသူတို့အတွက်တပွဲကရည်ရွယ်ချက်3ခုလောက်ကိုသိရမလားတော့အများကြီးဖြည့်ပေးနိုင်မဲ့အခြေအနေမျိုးဗျာပြီးသူတို့အိမ်ဝင်လည်းဖြစ်တယ်ဗောနော်သူတို့အိမ်ဝင်လည်းဖြစ်တယ်အဲ့လိုမျိုးကြောင့်ကျွန်တော်တို့ကကြည့်ရမှာဒါပေမဲ့ကျွန်တော်ထင်တော့မထင်ပါဘူးအမှန်တမ်းပြောမထင်ပါဘူးဆိုတာဘာလို့လဲဆိုတော့လက်ရှိပေါ့နော်အာဆင်နယ်ရဲ့အခြေအနေကဗျာကျွန်တော်တို့က Western ယုံတာပဲကျွန်တော်ပြောကြတာမလားနော် Western ကဘလို့ယုံမှာဘယ်လိုယုံမှာ yes man နဲ့ဒါပေမဲ့လို့အာဆင်နယ်ကလည်းယုံမှာပဲလေWestern ယုံလို့ဆိုပြီးတော့အာဆင်နယ်လည်းဒီတိုင်းကစားလာမှာမဟုတ်ဘူးဗျာဒါသိကြတယ်ဟုတ်တယ်မလား Western ဆိုပြီးခဲ့တဲ့ပွဲကသူရှုံးထားတာနော် Western ယုံတယ်လို့ပဲ Western ကတဆယုံရင်အာဆင်နယ်က9ဆယုံမှာဒီပွဲမျိုးကဟုတ်တယ်မလားဘာကြောင့်လဲဆိုတော့သူတို့တွေသိရ Western ကိုနိုင်ငါတို့ချန်ပီယံပဲနော်သူတို့ချီမချိုတော့ဘူး Western ရှိကြောင်ဘန်လီတို့ဘာလို့နဲ့တွေ့မှာဗျာမင်းကျန်တဲ့အသင်းတွေဘာမှကျွန်တော်မဟုတ်တော့တာကျန်တဲ့အသင်းတွေဘာမှမဟုတ်တော့တာအာဆင်နယ်တွေကသိရမလားဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တော့တန်းစင်းစုံတွေကအသင်းတွေနဲ့တွေ့နေရတဲ့အခြေအနေမျိုးမှာအာဆင်နယ်တွေဒါဟာတကယ်ရွှေပဲမန်စီးတီးလိုမျိုးအခြေအနေကိုမရောက်တာတော်တော်အခြေအနေကောင်းနေပြောရမယ်ဒါကြောင့်ကျွန်တော်တော့အာဆင်နယ်အနေနဲ့ပေါ့နော်ဝက်ဆန်နဲ့ပွဲရင်နိုင်ရင်ချန်ပီယံဖြစ်ပြီလို့ကျွန်တော်ထင်တယ်ညီတို့ဘယ်လိုမြင်ကြလဲကြားထဲမှာကျွန်တော်မထင်မဲ့တဲ့ပလော့တွေပေါ်လာအောင်မလားကျွန်တော်မထင်မဲ့တဲ့အရွှေ့အပြောင်းတွေကျွန်တော်မထင်မဲ့တဲ့အပြောင်းလေးတွေဖြစ်လာအောင်မလို့ထင်ကြလားသူနေကြပါချီချူပါပြတဲ့ညီကိုများလုံးကိုချီးကျူးများနေပါတယ် channel လေးကို subscribe လုပ်ရတဲ့သူဆိုရင်ဒီဗီဒီယိုတောင်းဆိုပါတယ်အားလုံးကိုကျေးဇူးပါ